လိုင်းကားစီးတဲ့လူတွေဒီနီးလန်းကိုမကြည့်ထားရင်ဘယ်ချိန်လာမှမသိတဲ့ကားကိုခုလိုပဲလေတဆန်းဆန်းနဲ့မြောင်နေရတတ်ပါတယ်ကိုစီးမဲ့ကားကဘယ်နေရာရောက်နေပြီလဲဆိုတာဖုန်းထဲကနေကြည့်လို့ရတဲ့နည်းကိုသိထားလို့ရှိရင်ဖုန်းလေးပုတ်ပြီးတော့ကိုစီးမဲ့ကားရောက်လာခါနီးမှလမ်းတားလိုက်ရုံပါပဲဟုတ်ကဲ့နီးလန်းလေးကိုပြောပြပါမယ်ပထမဆုံးဒီ app ထဲကိုဝင်လိုက်ပါကိုဖုန်းထဲကဒီနေရာ location လေးကိုဖွင့်ထားပေးလိုက်ပါအခုများပြထားတဲ့နေရာကတော့ကိုစောင့်နေတဲ့မှတ်တိုင်ပဲဖြစ်ပါတယ်ဒီအောက်မှာပြထားတဲ့နံပါတ်တွေကကိုစောင့်နေတဲ့ကားမှတ်တိုင်မှာလာဆိုင်တဲ့ကားတွေပဲဖြစ်ပါတယ်ကိုစီးမဲ့ကားကိုဒီနေရာမှာရှာပြီးဆက်ထောက်ပေးလိုက်ပါဒီရင်မြေပုံလေးကိုဆွဲကြည့်ပြီးကိုစောင့်နေတဲ့ကားဘယ်နေရာရောက်နေလဲဆိုတာသိနိုင်နောက်ပြီးတော့ဒီကားကဘယ်လမ်းကနေဘယ်ထိပြေးဆွဲလဲဆိုတာကြည့်လို့ရပါတယ်ဒါကတော့အနုစာဝရီအဝိုင်းမှာကိတ်ဆုံးတဲ့ကားပေါ့နော်နောက်ထပ်နံပါတ်တစ်ခုကိုလိုက်ရှာကြည့်ပါမယ်နောက်တစ်စီးကိုဆက်ကြည့်လိုက်ပါမယ်ကိုစောင့်နေတဲ့မှတ်တိုင်ကြီးကိုမြေပုံချက်ပြီးကြည့်လိုက်ပါမယ်အခုသွေးနေရတာတော့ကိုစောင့်နေတဲ့လက်ချမ်းရဲ့ဆန့်ကျင်ဘက်ကိုတွားတာဖြစ်လို့နောက်တစ်စီးကိုဘက်လာတဲ့စီးကိုဖတ်ကြည့်လိုက်ပါမယ်ကိုဘက်လာတဲ့တစ်စီးကခုမှခေတ်ကစထွက်တာမလို့အဝေးကြီးမှရှိနေပါသေးတယ်